မာလာအရသာထုံထုံဆက်ဆက်နဲ့စားလို့ကောင်းတဲ့မာလာခောက်ဆွဲလေးကိုအိမ်မှာပဲလုပ်စားပါမယ်။ဟယ်လိုဒီနေ့မှာတော့ဇူးအိမ်မှာလွယ်ကူပြီးတော့စားလို့ကောင်းတဲ့မာလာခောက်ဆွဲလေးကိုညီမလေးနဲ့တူတူလုပ်စားဖြစ်ခဲ့ပါတယ်။ပထမဆုံးရေနွေးအိုးလေးကိုအရင်ကြိုထားလိုက်ပါမယ်နော်။အငယ်ဆုံးသမီးလေးကိုအလုပ်ခိုင်းလိုက်တဲ့အခါပေါ့နော်ကြည်ုံဒီမှာခောက်ဆွဲတွေကိုဒီလိုအရှိန်စိန်ထားရတဲ့ဇူးတို့ကဒီခောက်ဆွဲတွေကိုညကလေးကရေစိန်ထားဖြစ်ပြီးတော့အခုစကားလေးနဲ့ဆက်ပေးထားလိုက်ပါမယ်။ကစုံရွက်တွေကိုလည်းတင်ထားပေးလိုက်ပါမယ်နော်။ညီမလေးကိုကစုံရွက်စေးခိုင်းပြီးတဲ့ခါကျတော့ဇူးကတော့ခောက်ဆွဲတွေကိုအိုးထဲထည့်ပြီးတော့ပြုတ်ထားလိုက်ပါမယ်။ခောက်ဆွဲကြီးကအပြားအရင်ကြီးနေရမို့လို့ဇူးကအကုန်လုံးကိုတချမ်းစီလိုက်ပြီးတော့ချမ်းထားလိုက်ပါတယ်။တကယ်ကိုစိတ်ရှိလက်စီတမြင်ချင်းစီလိုက်ပြီးတော့ချမ်းထားလိုက်တာပေါ့နော်။ပြီးရင်တော့ခောက်ဆွဲတွေအကုန်လုံးကိုနူးဣနေအောင်လို့တခြားလေးပြုတ်ထားပေးလိုက်ပါမယ်နော်။ပြုတ်ထားပြီးတဲ့ခောက်ဆွဲလေးတွေကိုဆက်ပြီးသွားရဆိုရင်တော့ကစုံရွက်လေးပါပြုတ်ထားပေးလိုက်ပါမယ်။ဇူးညီမလေးကစုံရွက်ပြုတ်နေတဲ့အချိန်မှာဇူးကတော့စီပီကနေပြီးတော့ဝယ်လာတဲ့ဟောဒီအသားလုံးလေးတွေကိုလှိထားပေးလိုက်ပါမယ်။မလာခောက်ဆွဲလေးကိုထည့်မဲ့ပစ္စည်းလေးတွေအကုန်လုံးကိုပြင်ဆင်ပြီးသွားပြီဆိုရင်တော့ဇူးကအိုးထဲမှာစီပူအောင်အရင်တည်ထားလိုက်ပါမယ်စီပူလာပြီဆိုလို့ရှိရင်အသားလုံးနေထည့်မယ်ပြီးရင်ခောက်ဆွဲတွေကစုံရွက်တွေကိုထည့်ပြီးတော့ဝယ်လာတဲ့မလာအနှစ်တွေကိုပါထည့်ပြီးတော့တမအောင်မှွေပေးလိုက်ပါမယ်အစောကလေးကအကုန်လုံးကကြက်ပြီးသားဆိုတော့အရင်ကြီးကြအောင်မှွေပေးစရာလည်းမလိုဘူးမီးအေးလေးနဲ့နည်းနည်းလောက်မှွေပေးလိုက်ရင်ရပြီပေါ့နော်ဒါဆိုလို့ရှိရင်တော့ထုံထုံဆက်ဆက်နဲ့စားလို့ကောင်းတဲ့မလာခောက်ဆွဲလေးကရလာပါပြီရှင်ဆိုတော့စားပါတော့မယ်နော်စားကြပါအောင်ရှင်ခောက်ဆွဲသားအီထုတ်လေးရဲ့မာလာအရသာရှူရှဲထုံဆက်အရသာလေးရဲ့နဲ့ဆိုတော့လုံးဝကိုစားလို့ကောင်းပါရဲ့နော်ပြီးတော့အိမ်မှာပဲကိုယ်တိုင်လှုပ်စားတာဆိုတော့အများကြီးလည်းရတယ်ပြီးတော့အဝစားအောင်ပါပဲရှင်ဂျယ်လီကျိုးလေးတွေကိုတေချာနူးအောင်ချက်ပေးရဆိုလို့ရှိရင်တော့ပို့ပြီးတော့စားလို့ကောင်းတယ်ပေါ့နော်ဆိုတော့ဒီနေ့ရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင် See you in the next video bye bye